အခုမှစပြီးတော့အားစားလုံးမဲ့ညိုကီတွေအတွက်မရှိမဖြစ်ဆောင်ထားရမယ်ကက်ချက်၃မျိုးပထမဆုံးတစ်ခုကတော့အားကစားလုပ်တဲ့နေရာမှာတက်တက်ကြွကြွနဲ့လုံးနိုင်အောင်ကူညီပေးမယ်ပုတ်ကိုရဲ့ W55 Plus headphone ဒီကောင်လေးက headphone ဆိုတဲ့အတိုင်းအတန် quality ဘာညာတော့တိတ်ပြီးတော့ပြောစရာမလိုဘူးပြီးွားရင်သူ့မှာဒီ Adaptive cancellation ပါတဲ့ကြောင့်မလို့ဒီစူညံတန်တွေပါတွေကိုသူက short ချပေးတယ်အတန်ထွက်လည်းပို့ပြီးတော့ကောင်းစေတယ်headphone ဖြစ်တဲ့ကြောင့်မလို့ battery life ကတော့တိတ်ပြီးတော့ပြောစရာမလိုဘူးတနားရီခွဲတော့အားသွင်းမယ်ဆိုရင်တနေ့ကုန်လုံးအသုံးခံတယ်ဗျာအဲ့တော့ headphone ကြီးဝယ်ထားပြီးတော့အားခဏခဏသွင်းရတဲ့ဒုက္ခမျိုးတွေလည်းမရှိတော့ဘူးပြီးတော့သူ physical ဘိုင်းနဲ့ပြောရမယ်ဆိုရင်သူ့ရဲ့ဒီကျွန်တော်နားကုတ်တဲ့အပေါ်မှာဒီလေထက်ပေါက်လေးထားပြီးသားတဲ့ကြောင့်မလို့ကိုလူကချွေးထွက်တတ်တဲ့လူဆိုရင်လည်းတော်တော်လေးကိုတက်တာတယ်ဗျာဘယ်လိုပြောမလဲဒီ comfort ပိုဖြစ်တယ်ပေါ့ပြီးတော့ဟိုကိုဆိုတဲ့အတိုင်း running ကလည်း6လထိပေးထားတဲ့ကြောင့်မလို့ကိုလူတို့စိတ်ချလက်ချသုံးလို့ရတယ်တော့ကိုယ့်ရဲ့ဒီနှလုံးခုန်တန်လေးကိုယ့်ရဲ့ခြေလမ်းတွေကိုကြီးစားလေးထက်ပို့ပြီးတော့ key site ပေးမယ် smart watch ဒါကတော့ဒီဟိုကောနဲ့ထုတ်ထားတဲ့ Y29 ဆိုတဲ့ smart watch လေးဒီကောင်ကဒီ smart watch ဆိုတဲ့တိုင်းကိုလူတွေရဲ့ဒီခြေလမ်းလှမ်းတာတွေပြီးွားရင်နှလုံးခုန်တန်တွေပြီးွား FPO2 တွေအကုန်တိုင်းလို့ရတယ်ပြီးွားရင်သူ့ထဲမှာ sport mode တွေအများကြီးပါတယ်ကိုကဘယ်လိုလဲ cycling မဲ့လုပ်မလားဒါမှမဟုတ်ရင်ဒီ bicycle စပိန်စီမလားကိုင်းမဲ့လုပ်မလားအကုန်များသူ့မှာ sport mode တွေတော်တော်လေးကိုပါတယ်ပြီးွားရင်သူ့ application နဲ့ချိတ်ဆက်ပြီးသုံးမယ်ဆိုရင်ကိုယ့်ရဲ့အဲ့ဆက်ချိန်တွေကအစပြီးတော့ကိုယ့်ရဲ့ခြေလမ်းတွေနှလုံးခုန်တန်တွေကိုသူကတိတိကျကျလေးကိုဖော်ပြပေးမှာဒီနိုင်လေးမှာကသူ့မှာဒီဖုန်းတစ်ခါလေးပြောလို့ရတယ်ဗျာကိုယ့်ရဲ့ဖုန်းမှာ Bluetooth ချိတ်ထားမယ်ဆိုရင်ကိုယ့်ဖုန်းနဲ့ဝင်သမျှ call မှန်သမျှကိုဒီနိုင်လေးတစ်လုံးနဲ့အကုန်လက်ခံပြီးတော့ဖြည့်ဆို့နိုင်တယ်သူ့ရဲ့ application နဲ့ချိတ်သုံးထားမယ်ဆိုရင်တော့ web page ပေါင်းများစွာကိုပြောင်းပြီးတော့သုံးလို့ရတယ်အဲ့တော့ကိုကနိုင်ကိုတပုံစံနဲ့မသုံးချင်တဲ့လူတွေတက်ဆိုတော့တော်တော်လေးကိုအဆင်ပြေတယ်ပြီးမှ Hoco brand ဆိုတဲ့ Dai Randy ကလည်း6လထိတောင်ပါတယ်ကြောင့်မလို့ကိုလူတို့ဆက်ချလက်ချသုံးလို့ရတယ်နော်ဒါမေ့သွားလို့သူ့ရဲ့ software ကတော့ free fit ဆိုတဲ့ software အဲ့ software လေးနဲ့ချိန်ပြီးတော့သုံးရမယ်နော်အားကစားလုပ်တာတော့ဟုတ်ပါပြီဗျာဒါပေမဲ့ဒီတိုင်းလုပ်ရင်အကျိုးမရှိဘူးအခုကလည်း vlog ခက်ကြီးဆိုတော့ဗျာအားစားလုပ်ရင်တခါလေ vlog တွေပါရိုက်လိုက်အဲ့ကြရင်တော့မဖြစ်မနေ wireless mic တစ်လုံးကတော့လိုအပ်လာပြီအဲ့တော့မူပါနဲ့ဟိုကောတွေထုတ်ထားရဲ့ L7 ဆိုတဲ့ wireless mic လမ်းသားလေးရှိတယ်ဒီကောင်လေးက budget လေးကလည်းအရင်မများဘူးပြီးွားရင် Adaptive cancellation ဆိုတဲ့ mic short system လေးကလည်းပါတယ်သူက case နဲ့တခါလာတဲ့ကြောင့်မလို့ကိုလူတို့ဘဲသွားအလွယ်တကူတည်သွားလို့ရတယ်တိုက်စီနဲ့လည်းအားသွင်းလို့ရတယ်ပြီး battery ကလည်းတော်တော်လေးခံတဲ့ထဲမှာပါတယ်ဟိုကိုဆိုတဲ့အတိုင်းများ running ကလည်း6လထိအောင်ပါတယ်ကြောင့်မလို့ကိုလူတို့ဘာမှစိတ်ပူကြမလို့ဝယ်ပေးရတယ် AC သုံးလို့ရတယ်ဟောဒါနဲ့တခုမေ့သွားလို့ဒီဗီဒီယိုတစ်ပုတ်လုံးကိုလည်းခုနပြောခဲ့တဲ့ L7 ကို mic လေးနဲ့ပဲရိုက်ထားတာနော်ပြပြတာတွေလည်းများနေပြီဆိုတော့ဒီ gadget လေးသုံးမှုရဲ့အခြေအနေကိုတကယ်သိနေတယ်ဆိုရင်တော့ဘာမှတွေးမနေတော့ကျွန်တော်တို့ H3 ဆိုင်ကိုလူကိုင်းလာပြီးတော့စမ်းသပ်လိုက်တော့